Hello ပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင် YouTube channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်တက် player တယောက်အနေနဲ့ပေါ့နော်ဘယ်လိုနေရာမှာဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုဆော့ရမလဲဆိုတော့အများနဲ့ပြပြမှုမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်လို့တောင်းဆိုချင်ပါတယ် Okay စလိုက်ရအောင်ပေါ့နော်တက် player တယောက်အနေနဲ့ပေါ့နော်ပထမဆုံးလုပ်ရမှာပတ်စံ share ရမှာဖြစ်ပါတယ် enemy တော်တော်များများပေါ့နော် blue bag ရင်စားရတာဖြစ်တဲ့အတွက်အလဲကဒီချုံမှာနေပြီးတော့ပတ်စံ share ရမှာပေါ့နော်ကိုယ်ကျွန်တော်ကပတ်စံ60ရပြီပေါ့နော်ကျွန်တော်တို့ပဲ HP player ပေါ့နော်ပတ်စံ2မိနစ်ပဲရှိပါသေးတယ်နှစ်ခါသေးထားပြီးပါပြီပေါ့နော်အခုဆိုရင်ကျွန်တော်မှ level 3ရပြီပေါ့နော် enemy ဖက်ကမေးရမသေးဘူးပေါ့နော်တော်တဲ့ပေါ်နေတဲ့ချိန်ကျွန်တော်အိမ်ပြန်လိုက်ရတာပေါ့နော်နားမှာဆိုကျွန်တော်ပြောရပေါ့နော်ကျွန်တော်မှဒီမရသေးဘူးလေကျွန်တော်တို့ဖက်က hyper ဒီမိတ်နဲ့ဝင်သွားတော့ပဲတဲ့အကိုတို့ကြာသွားပေါ့နော်အဲ့ဒီ share နေဆောက်ပြီးတော့ကျွန်တော်တို့ဖက်မှာ early buy ကတော့နှိပ်သွားပေါ့နော်ဒီနားမှာဆိုလည်းအဲ့လိုပဲပေါ့နော် enemy ဖက်တာနေတာတော့လုံးမလို့ပဲနဲ့သူတို့ကပဲတဲ့ပဲတိုးပြီးတော့ဆိုင်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာ enemy ဖက်တက်ရဲ့ RD ကို play ရလိုက်တယ်ပေါ့နော်ပြောချင်တာပေါ့နော်ဒီနားမှာပေါ့နော်ကျွန်တော်က RD ကိုမချန်ထားခဲ့ရင်ပေါ့နော်ကျွန်တော်တို့ဖက်ပဲတက်ပြန်ကြမှာဖြစ်ပါတယ်ကျွန်တော် RD ချန်ထားလို့ပေါ့နော်ဟိုဘက် enemy တွေအကုန်လုံးကြာသွားရပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဘက်က lock ရော network ရောအကုန်လုံးရလိုက်တယ်ပေါ့နော်ကျွန်တော်ဘက်က lock ရတဲ့အချိန်မှာဟိုဘက်တက်တဲ့ EHP နဲ့ပေါ့နော်ကျွန်တော်ဘက် EHP ကို spray တွေအကုန်လုံးပေးပြီးတော့ဖြတ်ဖို့လုပ်တဲ့အချိန်မှာကျွန်တော်က RD ကိုမသုံးဘဲနဲ့ပေါ့နော်ကျွန်တော်တို့ teammate တွေရောက်လာတဲ့အချိန်မှာ flicker နဲ့ပေါ့နော် tower ထဲမှာ supply ဆိုပြီးတော့ RD ကိုကောက်ခွဲတဲ့အချိန်မှာကျွန်တော်ဘက်က button နိုင်သွားရပေါ့နော်ခုနနေရာမှာပေါ့နော်ကျွန်တော် RD သာသုံးလိုက်မှဆိုတော့ဒီနေရာမှာကျွန်တော်တို့ button နိုင်တဲ့အကြောင်းမရှိပါဘူးပေါ့နော်ဒီနေရာမှာတော့ browser လို့ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ပဲမစမဲကျွန်တော်ရဲ့အနောက်မှာပဲကျွန်တော်ထားရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ tab player တယောက်ပေါ့နော်ဘယ်ချိန်မှာဘယ်သူ့ကို carry ရမယ်ဆိုတော့ရှိရပေါ့နော်။ကိုယ်သိမ်းမကြောက်ပါနဲ့ပေါ့နော်။ကိုယ်ပဲ damage ပေးနေတဲ့ hero တွေရှိရပေါ့နော်။ Okay အားလုံးဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်လည်ဆွေးနွေးကြပါမယ်။